ကြက်သွန်ကြီးပါပါလေးထားပါမယ်ချင်းကြက်သွန်ဖြူထောင်းထားပါမယ်ကြက်သားအစိတ်သားကိုပြုတ်ပြီးတီးတီးလေးတွေကိုကြိုက်ထားပါတယ်စီပူလာရင်ကြက်သွန်ကြီးထည့်စနွေးမွန်အယောင်တင်မုတ်တို့ထည့်ပါမယ်ကြက်သွန်နွမ်းလာရင်ချင်းကြက်သွန်ဖြူထောင်းထားတာထည့်ပါမယ်ပြီးရင်ကြက်သားထည့်ဟင်းချိုမှုနဲ့စားထည့်ပါတယ်ရင်နွေးပွက်လာရင်ကြက်သားစီတက်ထားတာထည့်ပါမယ်ပြီးရင်ကြက်သွန်ဥတွေထည့်ပါမယ်ကလားပဲပြုတ်ပြီးထောင်းထားတာထည့်ပါမယ်ကလားပဲစိမ့်မုံကိုအရေးဖြိုထည့်ပါတယ်ကြက်သားမုံဟင်းချုံမုံနဲ့စားတို့ထည့်ပါတယ်ခောက်ဆွဲပြုတ်ထားပါမယ်ကဲပဲခောက်ဆွဲစားလို့ရပါသည်